လက်လွတ်ဆုံးရှုံးလိုက်ရမှာကိုသေလောက်အောင်ကြောက်တယ်အဲ့ဒီနာကျင်မှုကိုမခံစားနိုင်ဘူးလို့ပြောရအောင်မေးကြည့်ပါဦးမယ်ဖက်တွယ်ထားတော့ရောပျော်ရွှင်ရလို့လားတချို့အရာတွေကစွန့်လွတ်တဲ့ရင်စွန့်လွတ်နိုင်တဲ့ခွန်အားလည်းရှိရတယ်လွတ်ချတဲ့ရင်လွတ်ချနိုင်တဲ့တတ္တိမျိုးလည်းမွေးထားရတယ်ဖက်တွယ်ထားပြီးမှပူလောင်နေရတာတဲ့စာရင်စွန့်လွတ်လိုက်ပြီးမှတစ်ချိန်ပဲနာကျင်ပြီးလွတ်လပ်မှုပေါ်ပါမှုရဲ့အရာကိုခံစားလိုက်ရတာကပိုပြီးတော့ကောင်းတယ်လေတချို့အရာတွေကစွန့်လွတ်လိုက်တယ်လွတ်ချလိုက်တယ်ဆိုတာကမလိုချင်တော့လို့မဟုတ်ဘူးမပိုင်ဆိုင်ခြင်းတော့လို့လည်းမဟုတ်ဘူးတန်ဖိုးမထားတော့လို့လည်းမဟုတ်ဘူးနာကျင်မှုတွေကိုမခံစားနိုင်တော့လို့မျက်ရည်တွေကိုမထိန်ချုပ်နိုင်တော့လို့တောကတွေကိုမခံယူနိုင်တော့လို့ပဲဖြစ်တယ်ဒါကြောင့်စွန့်လွတ်တဲ့ရင်စွန့်လွတ်ပါလွတ်ချတဲ့ရင်လွတ်ချပါလွတ်ချရင်ပေါ်ပါမယ်စွန့်လွတ်ရင်လွတ်လပ်မယ်အဲ့ဒီပေါ်ပါမှုလွတ်လပ်မှုငြိမ်းချမ်းမှုဆိုတဲ့အရာကိုခံစားခြင်းရင်စွန့်လွတ်တဲ့အရာတွေကိုစွန့်လွတ်ရမှာပဲမဟုတ်လားဘောတော့ကပောရိတာရဆိုတဲ့ဘယင်ကတိုင်းပြည်ထဲမှာလူသားတွေစားတာကိုလိုက်စုံစမ်းလို့သူ့ကိုမိသွားတဲ့အခါတိုင်းပြည်ကိုစွန့်လွတ်မှာလားလူသားကိုစွန့်လွတ်မှာလားလို့မေးတဲ့အခါတိုင်းပြည်နဲ့သူ့ရဲ့မိဖုရားနဲ့တိုင်းသူပြည်သားတွေအားလုံးဘယင်စည်းစိမ်ကိုပါစွန့်လွတ်ထားခဲ့တာလူသားစားမယ်ဆိုပြီးတော့စဖို့မှုခေါ်ပြီးတောထဲကိုထွက်သွားခဲ့တာသူ့ရဲ့လူသားစားရတဲ့အရာကိုမစွန့်လွတ်နိုင်တော့အင်မတန်မှကြီးကျယ်ခမ်းနားတဲ့နန်းစည်းစိမ်ကိုစွန့်လွတ်ထားခဲ့တာဘုရားလုံးတော်နဲ့တွေ့တဲ့အခါမှာတရားကိုနာရတယ်အဲ့ဒီမှာသူလူသားတွေကိုစွန့်လွတ်ပြီးတော့မှဘုရားလောင်းကသူ့တိုင်းပြည်ကိုပြန်အပ်ပြီးတော့မှဘယင်အဖြစ်ကိုပြန်ပြီးတော့မှခံစားအုပ်ချုပ်စေခဲ့တယ်ဆိုလိုချင်တာကဘာလဲဆိုရင်လူဆိုတာကတစ်ခုလိုချင်တစ်ခုကိုတော့စွန့်လွတ်ရစမြဲပဲလေအေးချမ်းခြင်းနဲ့ပေါ်ပါခြင်းနဲ့လွတ်လပ်ခြင်းနဲ့ဆိုရင်လေးလံတဲ့အရာတွေတောကတွေနာကျင်မှုတွေကိုစွန့်လွတ်ရမှာပေါ့စွန့်လွတ်တဲ့နာကိုစွန့်လွတ်နိုင်အောင်ကြိုးစားပါနှလုံးစိတ်ဝမ်းအေးချမ်းပါစေ